我们年မျိုးတွေအတွက်ရှမ်းပြည်နယ်တောင်ကြီးကလော်ရီတီသွားစရာမလိုတော့ဘဲနဲ့ရှမ်းအစားအစာကောင်းလေးတွေကိုစားလို့ရမယ်။ကြိုက်အရင်များတဲ့အပြင်ဒီအမြဲစားနေကြဆိုင်လေးလည်းဖြစ်တယ်။အများကြီးတောင်စရဲသူဝနာတစ်လန်ထိန်မှာရှိရဲထွန်းတောက်ဆိုတဲ့ရှမ်းခောက်ဆွဲဆိုင်လေးကိုတရားခေါ်သွားပေးပါမယ်နော်။ဆိုင်ရဲရှိမှလည်းဆိုင်ပုတ်လေးချိတ်ထားပြီးရဲဆိုင်စားကတော့9000ပါဆယ်ကတော့9500ပေါ့နော်။ဒါကတော့ဒေါ်တရုံမအရန်ကြိုက်တဲ့ရှမ်းချင်ပေါ့နော်။အမေကတော့ဒီဆိုင်ရောက်တိုင်းအမြဲရှမ်းခောက်ဆွဲပဲမှာပါတယ်။သူကတော့တပွဲ9000ပါရှင်။ဒီကတော့ဒီအရန်ကြိုက်လို့မှာရတဲ့မိရှိလေးပဲဖြစ်ပါတယ်။မိရှိလေးကိုပေါ့နော်ဒီပထမတော့မစားဘူး။ဒါကတော့ဒုတိယခောက်စားဘူးတာပေါ့နော်အရန်ကိုကြိုက်လို့ထမဖြစ်တာပါလေးကတော့ဒီတစ်ခါမှမစားဘူးတဲ့တဟူးကြော်တုတ်လေးပေါ့နော်တဟူးတုတ်လေးပဲဖြစ်ပါတယ်ရှင်ကဲဒါလေးကတော့ဒီဆိုင်ဒီပထမဆုံးရောက်တော့စားဖြစ်ခဲ့တဲ့တဟူးလေးပေါ့နော်ဒီလေးကလည်းတပွဲကို9000မှာပဲရှင်လေးမှာကျတော့လေမီနူးတွေအများကြီးမရှိဘူး3 4 5မျိုး6မျိုးလောက်တော့ရှိရပေါ့နော်အဲ့ဒီအကုန်ကြီးစားဘူးသွားပါပြီရှင်စီကျတော့ဒီမစားဘူးသေးပေါ့နော်နောက်တစ်ခေါက်သွားရင်တော့ try ကြည့်ပါအောင်မရှင်ရင်တော့ဒေါ်တုံးမှာတော့ရှမ်းကောက်ဆွဲနဲ့တဟူးကြော်စားပြီးတော့ရေခဲမုတ်ဝါထပ်စားနေသေးတာရေခဲမုတ်လည်းရသေးတယ်နော်သူ့မှာရေခဲမုတ်တစ်ခေါက်2500ပါရှင်အမေကတော့ရှမ်းချင်းကြိုက်ပြီမဲ့ဒီကတော့ဒီလိုမျိုးကော်ပီချင်းလေးကိုပို့ကြိုက်ပါတယ်ရှင်ဒီဆိုင်ရောက်ရေပေါ့နော်ဒီအမြဲမဖြစ်မှာတဲ့ဟာကတော့ဒီမိရှိနဲ့တူဟူးနှွေးနဲ့ပေါ့နော်ဒါဒီအားလုံးကလည်းတပွဲကို9000ပေါ့နော်သူကဆိုင်မှာထိုင်စားရတော့တပွဲ9000ပါဆယ်ဆိုရင်တော့9500ပါရှင်ပြောလေဒီဆိုင်လေးကိုဒီကအရန်ကြိုက်လို့ဆိုပြီးတော့ဗီဒီယိုတွေလည်းအမြဲတင်ပေးဖြစ်တယ်အမြဲတင်ပေးဖြစ်ပေမဲ့တော်များလိမ့်စာအခုထိမသိကြသေးဘူးပေါ့နော်ဒါကြောင့်မို့လို့လိမ့်စာလေးကိုဒီကဗီဒီယိုရဲ့အရှိမလည်းအပြည့်စုံပြပြပေးခဲ့တယ်ဒီမှာလည်းအပြည့်စုံရိုက်ခဲ့ပေးပါတယ်နော်ခောက်ဆွဲဆိုင်မှာလည်းအဝါစားပြီးတော့တာမီနဲ့အရန်ပူလို့ဆိုပြီးတော့အိမ်ပြန်လမ်းမှာအချွေလေးတွေဝယ်သွားခဲ့ပါတယ်ရှင်ဒီကလေအရန်ပူတာမို့လို့အားလုံးလည်း queue ဆိုင်ကြပါလို့ဒီကမှာကြားချင်ပါတယ်နော်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီထိအောင်ကြည့်လာပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်အားလုံးပဲတာပါ